皆さんこんにちは。私の一緒に日本語を勉強しましょう。အခုလေ့လာကြမှာသင်ခန်းစာလေးရပေါ့နော်။ခေါ်တော့မှပါဝင်တဲ့ခါတာကြီးရဲ့အတိတ်ဘယ်ကပုံစံပေါ့နော်။ခါတာကြီးကိုဘေးမှာစကားပြောမှာဘေးမှာအသုံးပြုတယ်ဆိုတာအခုလေ့လာကြမယ်နော်။一番この形可愛くないဒီပုံစံလေးကရှစ်ဆရာကောက်တယ်မလားတဲ့။二番ခါတာကြီးはいいけど色がちょっとပုံစံကတော့အဆင်ပြေတယ်ဒါပေမဲ့အရောင်ကတော့နည်းနည်းတဲ့3番何か形に起こしたいなတခုခုအမတ်တရားအဖြစ်ကျန်းစစ်ခြင်းနဲ့တဲ့4番とりあえず形だけでも作っておこうလောလောဆယ်ရုံလုံးလေးပဲဖြစ်ဖြစ်တဲ့ပြုလုပ်ထားကြရအောင်တဲ့5番形は違っても気持ちは同じだよပုံစံကတော့မတူပေမဲ့စိတ်ထားခြင်းကတော့အတူတူပဲတဲ့အတူတူပဲပြီနေနော်တဲ့6番気持ちだけで十分だよခရချီနေရှင်းနာကုတဲ့မို့အီစိတ်ထားနဲ့တည်းနဲ့လုံလပြီတဲ့လုံးမပြလဲပဲတဲ့ရတယ်ကဲအခုတင်ခဲ့တဲ့အခုလာခဲ့တယ်ပေါ့နော်ခရချီပေါ့နော်ခရချီဆိုတာအသေးပဲကပုံစံလို့ပြောတာပေါ့နော်じゃあここまでまたね